ကောင်လေးကအကျိုးကိုတစ်ချက်တည်းတီးလိုက်ရုံနဲ့မြေပြင်ပေါ်ကစက်ကူတွေဟာအသက်ဝင်လာသလိုဖြစ်သွားပြီးအစွမ်းထက်တဲ့တန်ချက်ကစစ်တီတော်ကြီးအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်သူပုံမြင်ပြောနေချိန်မှာအဲ့ဒီစက်ကူရုပ်လေးတွေကိုပါတပြိုင်နက်တည်းထိန်းချုပ်ထားနိုင်တယ်တစ်ခုလုံးကိုကြည့်ရတာတကယ်ကိုမှော်ဆန်နေတာပဲအဲ့ဒီနောက်မှာတော့ကနန်းကြီးတကောင်ရုတ်တရက်ထွက်ပေါ်လာတယ်စစ်တီတော်ကလည်းသူ့ဓားကိုဆွဲထုတ်ပြီးတိုက်ခိုက်တော့တာပဲဓားချက်ထိသွားတဲ့ခဏမှာတင်ကနန်းရဲ့ခြေထောက်6ချောင်းလုံးပြတ်ထွက်သွားတယ်ဘသူမှသတိမထားမိခင်မှာပဲငမန်းကြီးတကောင်ရုတ်တရက်ပေါ်လာပြီးစစ်တီတော်ကိုတစ်ချက်သေးနဲ့မျိုးချလိုက်တယ်။ဒါပေမဲ့ဘသူမှမထင်မှတ်ထားတဲ့အရာဖြစ်လာတယ်။ငါးမန်းကမျိုးချလိုက်တဲ့စက္ကန့်ပိုင်းမှာတင်စစ်တီတော်ကအထဲကနေပြန်ခွဲထွက်လိုက်ပြီးမျက်တောင်တစ်ခတ်အတွင်းမှာပဲစက်ကူပုံကြီးအဖြစ်ပြိုကျသွားတယ်။ကောင်လေးကတူတူရိယာကိုစက်တီးနေရင်ခတ်ထန်တဲ့ကြက်ဖကြီးတကောင်လဲပွဲရဲရောက်လာပြန်တယ်။အဲ့ဒီကြက်ဖကြီးကစစ်တီတော်ကိုအပြင်းထန်တိုက်ခိုက်တော့တာပဲ။အဲ့ဒီကြက်ကိုတက်လိုက်အပိုင်းပိုင်းပိုင်းပြစ်လိုက်လွတ်လန်းမရှိအောင်ကိုတိုက်ခိုက်နေတာပါ။ဒါပေမဲ့စစ်တီတော်ကလင်းလင်းမြန်မြန်တုံ့ပြန်ပြီးတိုက်ကွက်အားလုံးကိုရှောင်တိန်နိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီလိုရှောင်တိန်ပြီးချင်းမှာပဲနောက်တစ်စက္ကန့်မှာတင်ဥတလုံးနဲ့ထိမှန်သွားတယ်။အဲ့ဒီဥကိုခြေနှင်းပြီးစစ်တီတော်ကလေထဲကိုခုန်တက်သွားပြီးကျက်ဖကြီးရဲ့ခေါင်းပေါ်ကိုတဲ့တဲ့ခုန်ချလိုက်တယ်။ကောင်းကင်ဘော်ကနေအရှိန်နဲ့ကျလာပြီးဓာတ်နဲ့တူတူထိုးချလိုက်တာကျက်ဖကြီးရဲ့လေပင်ဟာနေရာတင်ပြတ်ထွက်သွားတော့တယ်။ဝဲပြီးသွားတဲ့ခဏမှာတော့ကောင်လေးကအမြန်သိမ်းဆဲပြီးအိမ်ကိုပြေးပြန်တော့တာပဲ။ဘာလို့လဲဆိုတော့သူ့အပြင်မှာအကြာကြီးနေလို့မရမှန်းသိနေလို့ပါ။ကောင်လေးရဲ့နာမည်ကခူပေါတဲ့သူဟာသူ့အမေနဲ့အတူဝေးလံတဲ့ကူတစ်ခုထဲမှာနေထိုင်တာပါသူ့အမေရဲ့စိတ်ကျမ်းမာရေးကတိတ်မကောင်းဘူးတခါတလေမှတတိကက်တယ်တခါတလေတော့လဲဝေဝေဝါးဝါဖြစ်နေတတ်တယ်ခောက်ပေါငငယ်တုန်းကသူ့အဖိုးကသူ့ရဲ့မျက်လုံးတစ်ဖက်ကိုဖောက်ထုတ်ခဲ့တာပါအကယ်၍သူ့မိသားအရာအလုံးကိုယင်းပြီးမကယ်ခဲ့ရင်သူသေးတာကြာလှပြီပေါ့သူတို့ကိုလိုက်လံရှာဖွေနေတဲ့မိသားစုစီကလွတ်အောင်သူတို့သားအမိနှစ်ယောက်ဟာပုံအောင်နေခဲ့ရတယ်သူ့အမေကခူပေါကိုထူးဆန်းတဲ့ပုံမြင်တွေခဏခဏပြောပြလေးရှိတယ်ခဘော့ကလည်းအဲ့ဒီပုံမြင်တွေကိုသူ့ရဲ့စက်ကူရုပ်ပြပွဲတွေမှာအသုံးပြုပြီးစားဝတ်နေရေးအတွက်ပတ်စံရှာရတာပေါ့ပုံမြင်အားလုံးထဲမှာခဘော့အကြိုက်ဆုံးကတော့သူ့အဖေရဲ့သူရဲကောင်းဆန်တဲ့အကြောင်းအရာတွေပဲဒါပေမဲ့ပုံမြင်ကအရေးကြီးဆုံးအပိုင်းရောက်တိုင်းမှာတော့သူ့အမေကရုတ်တရက်ရက်လိုက်ပြီးဘာမှဆက်မပြောတော့ဘူးခဘော့ကအတင်းမေးတော့မှပဲအမှန်တရားကိုပြောပြတော့တယ်သူ့အဖေတည်ဆုံးသွားတာကြာပြီဖြစ်ကြောင်းနဲ့မိသားစုကိုကာကွယ်ရင်းအသက်ပေးသွားခဲ့တာလို့ပြောပြတယ်ပိုဆိုးတာကတော့သူ့ဖေကိုတတ်ခဲ့တဲ့သူဟာခဘော့ရဲ့အဖိုးအရင်ဖြစ်တဲ့လက်မင်းဘရင်ပဲအဲ့ဒီနေ့မှာရွာသားတွေကရေထဲမှာစီမီမျောနေကြတယ်။ကွယ်လွန်သွားတဲ့ချစ်ခင်ရသူတွေကိုဂုဏ်ပြုဖို့ပေါ့ခတ်ဖို့လဲစီမီအိမ်လေးတစ်ခုကိုယ်တိုင်ခောက်ပြီးမျောလင်းချက်အပြည့်နဲ့အဖေရှိရာကိုသွားခဲ့တယ်။စီမီမျောလိုက်ရင်သူ့အဖေကသူ့ကိုအကြောင်းပြန်လိမ့်မယ်လို့သူအမြဲယုံကြည်ထားတာ။အမှတ်သားအသေးမွှားလေးပဲဖြစ်ဖြစ်သူစောင့်နေဖို့အသင့်ပဲဒါပေမဲ့ကောင်းကင်ကြီးမှောင်သွားတဲ့အထိစောင့်နေပေမဲ့သူ့အဖေကပေါ်မလာခဲ့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာနေမြစ်ထဲကစီမီတွေအားလုံးရုတ်တရက်ငိမ့်သွားတယ်မြစ်ရဲ့တစ်ဖက်ကမ်းမှာအမျိုးသမီးနှစ်ယောက်ဖြည်းဖြည်းချင်းပေါ်လာတယ်မင်းနဲ့အခုလိုမျက်နှာချင်းဆိုင်တွေ့ရတာဝမ်းသာပါတယ်ခက်ပေါ်ရဲ့သူတို့ကခက်ပေါ်ရဲ့အတော်နှစ်ယောက်ပါပဲသူတို့ကလက်မင်းဘရင်ရဲ့အမိန့်နဲ့ကြံနေတဲ့မျက်လုံးတစ်ဖက်ကိုလာယူကြတာခက်ပေါ်လဲလန့်သွားပြီးအသက်လူပြေးတော့တာပေါ့အဲ့ဒီအမျိုးသမီးနှစ်ယောက်ကမဲမောင်နေတဲ့မိခိုးငွေတွေအဖြစ်ချက်ချင်းပြောင်းသွားပြီးသူ့နောက်ကိုမလွတ်တမ်းလိုက်တော့တာပဲလူစီကားတဲ့နေရာကိုရောက်ရင်ဘေးကင်းမယ်လို့ခက်ပေါ်ထင်ခဲ့ပေမဲ့သူထင်တာထက်ပိုဆိုးခဲ့တယ်။အဲ့ဒီမိခိုးမဲကြီးကဘေးမှာဘသူရှိရှိဂယုမဆိုင်ပဲရွာသားတွေကိုပါဆွဲထည့်ပြီးတိုက်ခိုက်တော့တာပါပဲ။မကြခင်မှာပဲရွာတစ်ခုလုံးကိုမိခိုးမဲတွေကဝါမျိုးသွားပြီးနေရာတိုင်းမှာပယမ်းပတ်ရာတွေနဲ့အော်ဟစ်တန်တွေပြည့်နှက်သွားတယ်။ရုံရင်းဆန်ခတ်တွေကြားမှာခောက်ပချေချော်လဲပြီးအဖမ်းခံရတော့မဲ့အခြေအနေမှာငါတို့ရောက်ပြီးခေပေါ့မင်းရဲ့မိသားစုကမင်းကိုလာခေါ်တာလေအန်ရဲ့ရှိဆုံးအချိန်မှာပဲသူ့အမေရောက်လာခဲ့တယ်ခလူဘိုရဲ့ရှေ့ကနေကာကွယ်ပေးပြီးသူ့ရဲ့နောက်ဆုံးမော်စွမ်းရည်နဲ့တူရိယာကိုတီးလိုက်တယ်အဲ့ဒီကြောက်စရာကောင်းတဲ့ညီမနှစ်ယောက်ကိုအနိုင်နိုင်ပြန်တွန်းလှန်ရင်းပေါ့ခလူဘောကိုအသက်ရှင်ခြင်းတန်ချက်က3ခုကိုရှာရမယ်လို့ပြောတယ်ဒါကသူ့အတွက်တခုတည်းသောအခွင့်အရေးမလို့ပါအဲ့ဒါပြောပြီးတာနဲ့ခေဘိုးရဲ့ကြောကိုညင်ညင်သာသာလေးပုတ်လိုက်တော့သူ့ကြောနောက်မှာအတောင်ပံတစုံရုတ်တရက်ပေါက်လာခဲ့တယ်။ခုဘာကလည်းသူ့အမေကိုမခွဲကျင်လို့အော်ဟစ်နေရှာတာဒါပေမဲ့နောက်ဆုံးမှာတော့သူဆွဲထားနိုင်လိုက်တာကသူ့အမေရဲ့သပင်တပင်နဲ့ပါပဲ။အဲ့ဒီနောက်သူ့အမေဟာညီမနှစ်ယောက်စီကိုတဟုန်ထိုးတိုက်ခိုက်ဖို့သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲတကယ်အကျိတ်အနေတိုက်ပွဲကြီးစတင်ခဲ့ပါတော့တယ်